ခွေအရန်လိုချင်တယ်ခွေအရန်မွေးချင်ပါဒါပေမဲ့အချိန်မပေးနိုင်ဘူးဆိုတော့ဒီခွေကလည်းရောက်လာတာမကြသေးဘူးသူ6လလောက်ရှိသေးတယ်ဆိုတော့အဲ့ဒါလည်းဟိုကိုရဲ့ဟိုဟာတခုပေါ့နော်ဟိုဘာဖြစ်လို့ကိုခွေးလိုချင်လဲကိုမမွေးနိုင်လဲဒီအိမ်ကခွေးကသူမွေးထားတဲ့အတွက်ကြောင့်ကိုစီလည်းခဏခဏလာတယ်အဲ့ဒါလည်း lucky တမျိုးပေါ့ဆိုတော့အရန်ပျော်တယ်ဒီအိမ်အဲ့ချင်တူနဲ့လာမနေ့ဟုတ်ကဲ့မင်္ဂလာပါအခုကဖူးခဲဆွဲတိုက်ရမှာပေါ့ဟုတ်ခွေးလေးတွေဘရော့ခွေးလေးလားမဟုတ်ဒီအရက်ခွေးဗီဒီယိုထဲမှာတွေ့နေရဟုတ်တယ်သူနာမည်ကဖေလီကာတဲ့သူကဘယ်တော့အမြဲတမ်းအိမ်လာလဲပေါ့ဘယ်တော့တငယ်ချင်းပေါ့ဖေလီကာဒီနည်းနည်းကြောက်နေရလားမသိဘူးအများဟုတ်လားနည်းနည်းကြောက်နေโอเคကျွန်တော်တို့ဘယ်တော့ရဲ့အိမ်ကိုလာလဲအောင်ပါနော်လက်ကြပြီးပါโอเคတော့ကြရအောင်ဖေလီကာသွားမနေ့နဲ့လူချိန်ရဲ့အဲ့ရှိဘူးသူလည်းဖြစ်နေမနေ့သူကပါကြီးပဲအေးဒီကကြတော့ဘယ်တော့အိမ်လည်းမြဲလာအဲ့ချင်မှုသူလည်းဘာလဲညောင်သူအမြဲအိမ်မှာပဲနေဒါဘယ်တော့ရဲ့အိမ်ဒါကဘယ်တော့အခုဖူးခေတ်မှာငားနေတဲ့အိမ်ပေါ့ဆရာယူပေးထားတာဒါပေမဲ့ပေးရအောင်မှာပေါ့နော်အကြီးကျနဲ့ဝယ်ထားတယ်ဆိုတော့ဘာဖြစ်ဆိုတလားငါလဲ4500ပေးရတော့ဆိုတော့ဆရာဝယ်လိုက်တော့ဆိုပြီးတော့သူဆရာနာမည်နဲ့ခံပြီးတော့ဝယ်ထားတာဆိုတော့ပေးဖို့ရှိသေးတယ်မဝယ်နိုင်သေးဘူးဆိုင်ကယ်တော့မှဘယ်လိုပြောမလဲဒီနေရာမဖြစ်မနေလိုအပ်နေလို့ဒါယူနေရဘာဖြစ်ဆိုဒီချက်လောက်ဒီဖူခေကဆိုင်ကယ်ရှိမှပဲသွားရလာရပေါက်တယ်လေဒီဆိုတက်ဆီနဲ့သွားအရန်စီကြီးလို့အဲဒါကြောင့်မဖြစ်မနေလို့ပြီးတော့လဲကိုကနေ့ကြရှိစက်နေရအောင်မှာဆိုတော့ယူဖြစ်လိုက်တယ်တကယ်မဟုတ်ကျွန်တော်ကျွမ်းချင်ကျွမ်းလို့ရေပါကန်နေဟိုကြီးကအပန်းကန်တဲ့ဗီဒီယိုလေးတွေ့သေးတယ်ဘယ်လိုဖြစ်လာလဲပြောပြပါအဲ့ရတော့မနေ့စားမှာပေါ့ဟုတ်ပဲမှာမြန်မာမုံရင်ကားဆိုင်ဆိုတော့15မိနစ်လောက်တော့မောင်ရတာပေါ့နော်ဆိုတော့အဲ့လောက်ထိခါတိုင်းလဲသွားနေကြပြီဆိုတော့အဲ့လောက်ထိမစစ်ဘူးထင်တာပေါ့မုံရင်ကားစားချင်နဲ့သွားလိုက်မယ်ဆိုရဲကလည်းတခါတည်းတာကိုကပြက်ကွေးဖို့လမ်းမရှိတော့နဲ့လိုင်စင်မပါရောလိုင်စင်မရှိတာတွေရောအုတ်ထုတ်မပါတဲ့အတွက်ကြောင့်မလို့အဲ့ဒါပြေး